အားလုံးပဲမင်္ဂလာပါအခုကစိတ်ကန်းသွားနေရပါတော့စိတ်ကန်းဆိုတာကaesthetic clinic ကိုသွားနေရပါတော့ဒီskin treatment မလုပ်တာတစ်လကျော်ကြာပြီဆိုတော့အဲ့အတွက်သွားနေပါတယ်ဘဝရဲ့ vlog လေးကိုလိုက်ကြည့်ပေးကြပါဦးနော်หลามเราจะไม่ดีหรอกไอ้เว้ยแบบไอ้ที่เราว่าฉันมาจากเราใช่ไหมแบบว่าฉันดีตาที่เราดีได้ไหมครับใช่ไหมภาษาอังกฤษมาเสียแน่นอนส่วนนี้จ่าหัวเนาะลาปากด้วยส่วนนี้จ่าหัวลาแย่ลาวิตาสบายแล้วเราเบียร์เป็นติมันเนี่ยเราชาแจกพี่เราเบียร์skin เนี่ยရန်ကောင်းကဆရာကြောက်ပါtreatment မဆိုင်ခင် makeup တွေဖြတ်မယ်ပြီးတော့အခုပထမအဆုံးလုံးမှာက high face ပေါ့နော်ပြီးွားရင်high food လုပ်မယ် high food ပြီးရင် laser treatment ပေါ့နော်ဝတ်ချံအတွက် laser treatment လေးယူပါမယ်အဲ့တုံးကိုလုံးမှာပေါ့20 minute treatment ပြီးတဲ့အချိန်မှာဝတ်ချံအတွက် diamond laser ဖြစ်ပါတယ်ပြီးတော့ထုံးစည်းတုပ်ပါတယ်ဖူလို့ဖို့အတွက်စောင့်နေရပါထုံးစည်းစောင့်နေပါတယ်အဲ့ဒါပြီးပါပြီ high food ဖြစ်ပြီးသွားတဲ့အချိန်မှာ light ပြပါတယ်15 မိနစ်ပေါ့နော်အဲ့ဒါပြီးကုန်ပြီးသွားပါပြီအခုကတော့လက်လက်လေးလည်းပြင်ပြီးသွားပြီဆိုတော့အိမ်ပြန်နေပါပြီရှင်ဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်